ဘဝမှာတခါတော့ရောက်အောင်သွားတဲ့ကပ္ပကျော်ဘာလီကျွန်းရဲ့အလှတရားတွေကိုခံစားဖို့အသင့်မဲလားရှင်။နွေရာသီရဲ့အပူချိန်ကိုမေ့သွားစေမဲ့ The Dream ရဲ့9လပိုင်းဘာလီ၄ညအိတ်9ရက် full trip ခီးစဉ်ကြီးလာပါပြီ။ဒီခီးစဉ်မှာတန်ချွန်ပီနိုဝါမှာဘနာနာပုတ်စီရင်ရင်ခုန်စိတ်လှုပ်ရှားရမယ့်အပြင်လိတ်ကျွန်းစီကိုလည်းတွားရောက်လေပတ်ကြမယ်။ဂျင်ပါတန်ပေးရဲ့ရင်သက်ရှုမိုးပဲနေဝင်ချိန်အလှကိုကြည့်ရင်လက်ဆက်တဲ့စီးဖူတင်တာကိုအရသာရှိရှိသုံးဆောင်ကြမလား။ဒါအပြင်ပူလူဝါတူကကပ္ပကျော်ခိကတ်တက်စ်ကပွဲတာနာလော့နဲ့တီတာအန်ပူရေးစင်တော်ဘုရားကျောင်းတွေမှာဘာလီရဲ့ရင်ကျေးမှုအနှစ်သာရတွေကိုခန်းစားရမှာပါရှင်။ကင်တာမနီမီတောင်ရဲ့ခမ်းနားတဲ့မျိုးဟန်တာရာဂိတ်တောက်ကြီးနဲ့တီကီနောင်ကန်ရေတကူရဲ့အေးမြမှုတွေကတင်းရဲ့အားလျက်ကိုပြည့်စုံစေမှာပါ။ကဘာကျော်လူစိုက်ခွင်းနေစီမှာလည်းအေးလူအနားယူနိုင်အောင်ပါပါရှင်။ဟိုတယ်အစားအသောက်ဝင်ကြီးနဲ့ travel insurance တွေအထိအဆုံးတာဝန်ယူပေးမယ် The Dream ရဲ့ one stop service နဲ့တာဆိုရင်သင်ရဲ့အမှတ်တရတွေကိုသိမ်းဆည်းထားဖို့ပဲလိုအပ်တော့တာပါလူရဲ့အကန့်အသတ်နိုင်မှုဒီအိမ်မက်ဆန်တဲ့ပါလီခီးစဉ်လေးကိုအခုပဲအမြန်ဆုံးဆင်းပေးသွင်းလိုက်ပါရှင်